Camaro ရဲ့ဒီလက်ထဲက4000အမဲတုံးကြီးကိုသုံးရတာစိတ်မကုန်နေဘူးလားဒီကောင်တွေအကုန်လုံးက main functionality ကလည်းအတူတူပဲเนาะကျွန်တော်လည်းဒါပဲသုံးတယ်သူများလည်းဒါပဲသုံးတယ်ခင်ဗျားလည်းဒါပဲသုံးတယ်ပြောမစို့ကွာလာတော့ကအယောင်လောက်လေးပဲရှိတယ်ခုခေတ်မှာဖုန်းတွေဒီဇိုင်းတွေမှာဒီပုံစံတွေရွက်ဖြစ်လာတယ်အဲ့လိုမျိုးဒီဇိုင်းခတ်တုံးတွေကိုလက်ခံထားတဲ့ခေတ်ကြီးထဲမှာကုမ္ပဏီတစ်ခုကငါတို့လုပ်နိုင်တာဒါအကုန်မဲလားဆိုပြီးတော့သူတို့မင်းကုန်းထုတ်တယ်ငါတို့ဒီထက်ပိုပြီး innovative မဖြစ်နိုင်တော့ဘူးလားဆိုပြီးမေးခဲ့တယ်အဲ့ဒီကုမ္ပဏီရဲ့နာမည်ကတော့ Nothing ပေါ့You might have followed the whole startup story of this new company founded by Carl. လုံးဝကိုကွဲထွက်နေတဲ့ design တွေနဲ့တခြား company တွေနဲ့မတူတဲ့ marketing တွေနဲ့ tech industry ကလက်ခံထားတဲ့တချို့သောအချက်တွေကိုသူကပြောင်းပြန်လှန်ပြတယ် dominate ဖြစ်နေတဲ့ brand တွေကိုပြိုင်ဖို့မလွယ်တဲ့ခေတ်မှာသူက centered တဲ့ vision နဲ့ ground up ကနေပြီးတော့တဖြည်းဖြည်းချင်းစပြီးတော့ငါတို့က nothing မြင်မဲ့လို့မင်းတို့စောင့်ကြည့်လိုက်အချိန်မှာ something ဖြစ်ရစီမယ်အဲ့လိုမျိုးသူတို့ပြသွားတယ်ဒီနေ့မှာတော့ဒီဘာမှမဟုတ်တဲ့ company အကြောင်းကိုပြောပြဆိုတော့ဒီဘာမှမဟုတ်တဲ့ company ကိုတီထောင်တဲ့ Carl Pei ကဘာတူလဲလို့ပြောရမယ်ဆိုရင်သူက smartphone company တစ်ခုကိုဥဆောင်တဲ့ Carl Pei ကတော်တော်လေးငယ်သေးတာလူငယ်လို့ပြောလို့ရတယ်ပေါ့နော် Nothing ကိုစတင်ထောင်ခဲ့တာ2020တုန်းကအဲ့ဘေးကလက်ရှိဆိုလို့ရှိရင်35နှစ်ရှိပြီဆိုတော့အသက်30ကလေးကသူက smartphone company တစ်ခုထောင်ပြီးတော့ခင်ဗျာကျုံနေတာသူကခင်ဗျားတို့သိတဲ့အတိုင်းပဲ Nothing company ကိုမစခင်မှာတော့က OnePlus ရဲ့ CEO ဖြစ်လေအလုပ်လုပ်ခဲ့ဘူးသေးတယ်အဲ့ဒီမတိုင်ခင်တခြားသော big tech company တစ်ခုမှလည်းလုပ်ခဲ့သေးတယ်ဆိုတော့ Carl Peiသူ tech လောကတွေကိုဘယ်လိုဝင်လာလဲဒီဘက်ကရုပ်ကြည့်တော့တာအာရှသားရုပ်ပြတကယ်တမ်းကတော့သူကဘေဂျင်းမှာမွေးပြီးတော့သူ့အသက်4နှစ်လောက်မှာမိသားစုလိုက်သူဆွီဒင်ကိုပြောင်းနေတယ်ဆိုတော့ဆွီဒင်နိုင်ငံသားစော့ခုံးမှကြီးတာဒီဘက်ကငငယ်လေးတွေက tech ပစ္စည်းတွေကိုအရန်သဘောကျတဲ့ crazy ပေါ့ iPod ဆက်စချင်းထွက်တဲ့အချိန်မှာတော့ကလည်းသူစကင် iPhone ဆက်ထွက်တုန်းကလည်းသူနေတဲ့ဆွီဒင်မှာဝယ်လို့မရတာနဲ့ US ကတင်ငယ်ချင်းတွေကိုအကူအညီတောင်းပြီးတော့လှမ်းဝယ်အဲ့လိုမျိုးအထီကို tech ပစ္စည်းတွေကိုကြိုက်တယ်ပဲပြောမယ်ဆိုရင်တော့ Apple fanboy လေးအဲ့တုန်းက Apple ရဲ့ design language နဲ့ user experience ကသူ့ပေါ်မှာအများကြီးလွှမ်းမိုးခဲ့တယ်လို့ပြောချင်ပြောလို့ရတယ်တော်တော်များများသိကြတာက Carl Pei ကအရင် OnePlus CEO ဖြစ်ခဲ့တယ်ဆိုတာတကယ်တမ်းက OnePlus မှာမလုပ်ခင်တုန်းကသူက Meizu မှာအလုပ်ဝင်လုပ်ခဲ့သေးတယ်ဝင်လုပ်ခဲ့တဲ့ပုံစံကလည်းဒီလိုတရက်မှာမောင် Carl Pei ကတရုတ်ပြည်ကိုအလဲသွားရင်းနဲ့ electronic market မှာ Meizu ကထုတ်တဲ့ MP3 player လေးကိုတွေ့သွားရောအနောက်နိုင်ငံဘွားတရုတ်ကလေးဆိုတော့ Chinese industry မှာဒီလို product ကောင်းကောင်းတွေထုတ်နိုင်ခဲ့မယ်လို့သူမထင်ထားခဲ့ဘူးအထင်သေးတာကြီးစမ်းပလိန်သေးလားအဲ့ဒီ player ကနေထုတ်ပေးတဲ့ sound quality design တွေ build quality တွေကောင်းတာကို तू အံ့ဩပြီးတော့ကြိုက်သွားဟာဟုတ်လားကြီးလားပေါ့နော်ကြောင်းနာပြီးတော့ဟောင်ကောင်မှာတစ်နှစ်လောက်နေပြီးဒီ Sweden ဘက်ကိုဒီ MP3 player တွေ electronic ပစ္စည်းတွေတင်ပြီးတော့ရောင်းတာမျိုးတွေ तू လုပ်ခဲ့တယ်ကြောင်းနာပြီးတော့ဒီလိုရှောက်လုပ်နေတာကိုသူ့မိဘတွေကကြတော့မကြိုက်ဘူးဒါနဲ့ Carl Pei ကိုကြောင်းပြန်ထုတ်ဖို့အတွက် Sweden ကိုအတင်းပြန်ခေါ်တော့ तू လည်းပြန်လိုက်သွားတယ်ဒီလိုနဲ့ Sweden လည်းပြန်ရောက်ရော